အားလုံးပဲမင်္ဂလာပါဝေဆန်းဆဲပညာဒါန class ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်စစ်စစ်တို့အခုဆိုရင်ပေါ့နော်သင်ခန်းစာတော်တော်များများပြီးသွားပြီပေါ့နော်ကျောင်းသားတွေရောစာလိုက်နိုင်ရဲ့လားအဲ့တော့ပြောမယ်ဆိုရင်ဂျပန်စာကတော့ပေါ့နော်စစချင်းဆိုရင်တော့နည်းနည်းလေးတော့ခက်တယ်ဆိုပေမဲ့နောက်ပိုင်းပေါ့နော်လေ့လာရင်နဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ဘာသာရပ်တစ်ခုတော့ဖြစ်လာပါလိမ့်မယ်နော်အဲ့တော့ကိုကဒီစလုံးတွေပေါ့နော်အရေးသားတွေကြည့်ပြီးတော့ဂျပန်စာခက်လိုက်တာအတန်ထွက်တွေကလည်းမလွယ်ဘူးပေါ့နော်အတန်ထွက်ရတယ်တော်တော်လေးခက်တယ်အရေးသားဆိုရင်လည်းဘာမှမသိဘူးပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတော့မတွေးစေချင်ပါဘူးအဲ့တော့စစချင်းကတော့ဘာသာစကားအားလုံးကတော့ဒါခက်ခဲတာဖြစ်တဲ့အတွက်ပေါ့နော်နည်းနည်းလေးတော့လေ့ကျင့်ယူမှာတော့ရမယ်ပေါ့နော်အဲ့တော့ကိုကဒီဘာသာစကားကိုခက်ခဲတယ်ဆိုပြီးတော့လေ့မကျင့်ပဲနဲ့ထားလိုက်မယ်ဆိုရင်တော့ပို့ပြီးတော့ခက်ခဲတဲ့ဘာသာတစ်ခုဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကိုကဒီပေါ့နော်လေ့လာနေရင်းနဲ့မှစိတ်ပြတ်သွားတာမျိုးမဖြစ်ဘဲနဲ့ပေါ့နော်ဆက်ပြီးတော့ဒီဂျပန်စာကိုဆက်ပြီးတော့လေ့လာစေခြင်းနဲ့ပေါ့နော်အဲ့ဒါကြောင့်မို့အခုပေါ့နော်ထပ်ပြီးတော့ဒီပညာဒါနလေ့လာနေတဲ့ကျောင်းသားကျောင်းသူတွေအတွက်ပေါ့နော်ဒီနေ့ထပ်ပြီးတော့သင်ကြားပေးသွားမှာကတော့ခတာခဏ46လုံးတွေကမှထပ်ပြီးတော့ပေါ့နော်15လုံးကိုသင်ကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့အရှင်းပါဆိုရင်တော့ပေါ့နော်အာကနေပြီးတော့ဆိုအထိပေါ့နော်ပြောမယ်ဆိုရင်15လုံးသင်ပေးပြီးသွားပြီပေါ့နော်အဲ့တော့ဒီနေ့ထပ်ပြီးတော့ပေါ့နော်ဒီတာကနေပြီးတော့ဟိုအထိပေါ့နောက်ထပ်15လုံးဆက်ပြီးတော့သင်သွားပေးမယ်ပေါ့နော်အဲ့တော့ဆက်ပြီးတော့လေ့လာပေးပါအောင်တဝက်တစ်ပြက်နဲ့မရက်လိုက်ပါနဲ့နော်โอเคပါအဲ့ဒါဆိုရင်ထပ်ပြီးတော့ဒီခတာခဏ15လုံးကိုဆက်ပြီးတော့ကြည့်ကြရအောင်နော်အဲ့တော့ပထမဆုံးအနေနဲ့ပေါ့နော်တလေးကိုဆွဲပြပေးပါမယ်TA တပေါ့နော်တမှာဆိုရင်တော့ဆွဲချက်ကသူကဘယ်နှချက်ရှိမလဲဆိုရင်ကြည့်ရအောင်နော်တစ်ချက်နှစ်ချက်သုံးချက်ပြောမယ်ဆိုရင်ဒီတလေးကဘာနဲ့တူလဲဆိုတော့ဆရာတို့အရှိမသင်ခဲ့တဲ့ပေါ့နော်ပြောမယ်ဆိုရင် KU ခုဆိုတဲ့စလုံးခုမှာဆိုရင်တစ်ချက်နှစ်ချက်သူကဆွဲချက်နှစ်ချက်ရှိရပေါ့နော်အခုဒီမှာဆရာတို့တမှာကြတော့သူကကြတော့အဲ့ဒီခုလေးကိုမှအလဲကနေပြီးတော့အဖြတ်လေးထည့်လိုက်တာပေါ့နော်အဲ့ဒါကကြတော့တဖြစ်သွားတယ်ပေါ့နော်အဲ့တော့အခုဒီမှာဆိုရင်နောက်တစ်ခုဆက်ပြီးတော့သွားမယ်ဆိုရင် CHI ချီဆိုတဲ့စလုံးလေးပေါ့နော်ချီကကြတော့ဆွဲမယ်ဆိုရင်တစ်ချက်နှစ်ချက်သုံးချက်ဆွဲချက်က3ချက်ရှိပါမယ်နောက်ခု DS စုကကြတော့သူကတစ်ချက်နှစ်ချက်3ချက်ရှိပါမယ်သူကအပေါ်ကနေပြီးတော့အောက်ကိုဆွဲပါတယ်အဲ့တော့ဒီမှာဆိုရင်အရှင်းမလဲပြောခဲ့တယ်ပေါ့နော် SHI ရှိနေနောက်ခုကကြတော့ DS ဆိုပြီးတော့ရှိပါတယ်ရှိကကြတော့အပေါ်ကနေစဆွဲတယ်ပေါ့နော်ပြောမယ်ဆိုရင်အဲ့တော့တစ်ချက်နှစ်ချက်3ချက်အောက်ကနေပြီးတော့အပေါ်ကိုဆွဲပေးပါတယ်စုကကြတော့တစ်ချက်နှစ်ချက်3ချက်အပေါ်ကနေပြီးတော့အောက်ကိုဆွဲချပေးပါတယ်အဲ့ဒီကွာခြားချက်လေးတော့ရှိမယ်ပေါ့နော်ဒါကကြတော့နောက်ခုကကြတော့ဒီကကြတော့တဲ့မှာဆိုရင်ဆွဲချက်ကတစ်ချက်နှစ်ချက်3ချက်เนาะဆွဲချက်က3ချက်ရှိပါမယ်နောက်ဆုံးစလုံးလေးကတော့တိုကကြတော့ဆွဲချက်ကတစ်ချက်နှစ်ချက်ဆွဲချက်က2ချက်ပဲရှိပါမယ်အဲဆိုရင်5လုံးပြန်ပြီးတော့ဆွဲပြပေးမယ်ပေါ့နော်ပြန်ပြီးတော့တစ်ချက်နှစ်ချက်3ချက်ဒါလေးကဒီတတစ်ချက်နှစ်ချက်3ချက်ဒါက CHI ချီပြီးရင်တစ်ချက်နှစ်ချက်3ချက်ဒါက DS စုတဲကကြတော့တစ်ချက်နှစ်ချက်3ချက်ဒါလေးကတဲ့စလုံးလေးပါနောက်ဆုံးကတော့တစ်ချက်နှစ်ချက်ဒါကတော့တိုးဆိုပြီးတော့ဖြစ်သွားပါမယ်ရပါမယ်နော်အဲဆိုရင်တာချီစုတဲ့တိုးဆိုပြီးတော့ဖြစ်သွားပါမယ်နောက်ထပ်5လုံးဆက်ပြီးတော့ကြည့်မယ်နော်နောက်ထပ်5လုံးမှာဆိုရင်တော့သူကကြတော့ LA နာဆိုကြည့်တဲ့အခါမှာဆွဲချက်ကတစ်ချက်နှစ်ချက်အဲ့တော့ကျွန်တော်တို့ဒီဟီရာကနာ46လုံးမှာမှတ်မိသေးလားတော့မသိဘူးပေါ့နော်ဟီရာကနာ46လုံးမှာဆိုရင်အဲ့ဒီ LA ဆိုတဲ့နာစလုံးပဲအမှန်တော့ကနာမှာတော့ကဆွဲတဲ့အခါမှာတစ်ချက်နှစ်ချက်3ချက်လေးချက်ပေါ့နော်ဒီလိုမျိုးဆွဲပေးရပေါ့နော်ဒါကနာအခုကအဲ့ဒီပုံစံပဲပေါ့နော်ပြောမှန်းဆိုရင်ဓာရီမပါတော့ဘဲနဲ့အရှိကဒီဘာဖြစ်မှလဲဒုတိယအချက်မှရက်လိုက်တဲ့ပုံစံမှာနော်သူကကြတော့ခတာခဏကြတော့ပေါ့နော်အဲ့တော့ဒါကကြတော့ဘာစလုံးလေးလဲဆိုတော့နဖြစ်သွားပါမယ်နပေါ့နော်နောက်တစ်ခု LI ဆိုတဲ့နိစလုံးလေးသွားပါမယ်အဲ့တော့နိကကြတော့သူကဆွဲချက်ကတစ်ချက်နှစ်ချက်ဆွဲချက်က2ချက်ပဲရှိပါတယ်ဒါကတော့နိပေါ့နော်
နောက်ခုနုမှာဆိုရင်ဆွဲချက်ကတစ်ချက်နှစ်ချက်သူလဲဆွဲချက်ကနှစ်ချက်ပဲရှိရနော်နောက်ခုကနေ့ကတစ်ချက်နှစ်ချက်သုံးချက်လေးချက်ဆွဲချက်ကလေးချက်ရှိပါမယ်ဒါလေးကတော့နေ့နောက်ဆုံးစလုံးလေးကတော့ no ကကြတော့အပေါ်ကနေအောက်ကိုဆွဲပါတယ်ဒါလေးက no ဆိုပြီးတော့ဖြစ်သွားမယ်နော်အဲ့ဆိုရင်ပြန်ပြီးတော့ဆွဲပြပေးပါမယ်တစ်ချက်နှစ်ချက်ဒါလေးကနတစ်ချက်နှစ်ချက်နိတစ်ချက်နှစ်ချက်နတစ်ချက်နှစ်ချက်သုံးချက်လေးချက်ဒါကနေဒါလေးကကြတော့ no ဆိုပြီးတော့ဖြစ်သွားပါမယ်ရပါမယ်နော်ဒါကနာနီနုနေနို့နော်နာနီနုနေနို့နော်ငါးလုံးပါအဲ့ဆိုရင်နောက်ထပ်ပေါ့နော်ဒီဟာဟီဖူဟဲဟိုဆိုတဲ့ဟာလေးကိုနောက်ထပ်ဆက်သွားပေးပါမယ်အဲ့တော့ဟာပေါ့နော်ဟာမှာဆိုရင်ဆွဲတဲ့အခါမှာတစ်ချက်နှစ်ချက်နော်ဆွဲချက်ကနှစ်ချက်ပဲရှိပါတယ်နောက်ခုကကြတော့ hi ဟီပေါ့နော်ဟီမှာဆိုရင်တော့သူကတစ်ချက်နှစ်ချက်เนาะဆွဲချက်နှစ်ချက်ပါပြီးနောက်ခုက fu ကကြတော့ဆွဲချက်ကတစ်ချက်ပဲရှိပါเนาะ fu ပြီးနောက်တစ်ခုက he ကကြတော့တောင်ကုန်းပုံစံလေးပါပဲเนาะ he ပြောမယ်ဆိုရင်တော့ hiragana he နဲ့တူရပေါ့เนาะပြီးနောက်ဆုံးစလုံးကကြတော့ ho ကကြတော့တစ်ချက်နှစ်ချက်သုံးချက်လေးချက်ပေါ့เนาะပြောမယ်ဆိုရင် sorry ပါပြန်လေးဆွဲပြပေးမယ်เนาะဒီနေရာလေးမှားသွားလို့သုံးချက်လေးချက်เนาะဆွဲချက်ကလေးချက်ရှိပါမယ်အဲ့ဆိုရင်အဲ့ဒီငါးလုံးကိုပြန်ပြီးတော့ဆွဲပြပေးပါမယ်တစ်ချက်နှစ်ချက်ဒါကဟာတစ်ချက်နှစ်ချက်ဟေတစ်ချက်သေးပေါ့เนาะဒါကဖူဒါကတော့တစ်ချက်သေးဟေတစ်ချက်နှစ်ချက်သုံးချက်လေးချက်ဒါလေးကတော့ပို့ဆိုပြီးတော့ဖြစ်သွားပါမယ်ကဲပါအဲ့ဒါဆိုရင်တော့ဒီနေ့အတွက်သင်ခန်းစာကတော့ပေါ့နော်ဒီခဏ15လုံးနဲ့ပဲရလိုက်ပါမယ်အဲ့တော့နောက်ထပ်ကျန်တဲ့သင်ခန်းစာတွေကိုလည်းပဲဆက်ပြီးတော့တင်ဆက်ပေးသွားမှာမို့လို့စောင့်မျှော်ကြည့်ရှုပေးပါဦးအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်